အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုရေတကွန်ထပ်ခေါ်လာလေမှာဖြစ်ပါတယ်ဒါတွေ့ရတက်လန်းဖြစ်တယ်ဗျာနော်ကားမောင်းသွားပြီးတော့ဟိုဘက်တက်သွားလို့လည်းရတယ်ဗျကျွန်တော်လည်းအခုတလောရေတကွန်တွေပဲလိုက်လေဖြစ်တယ်ဗျာနော်ဝါလူကလည်းများတော့လေနော်ကျွန်တော်ရိုက်ချင်တယ်လည်းရိုက်လို့မရဘူးဗျဒီရေတကွန်ဟာဒီအကြလာပြီမဲ့သူကနေရာနည်းနည်းကျင်းတယ်ဗျာနော်ကျွန်တော်တို့ဟိုးအပေါ်ထိတက်သွားလို့ရတယ်ဗျာနော်ဟိုးပုံမှန်လေဟိုးမှဓာတ်ပုံရိုက်တဲ့နေရာလေးတွေပေါ့ဗျာအဲ့လိုမျိုးလောက်ထားပေးတာရှိပါတယ်ဒီရေတကွန်က Joy Internon တောင်ပေါ်တက်လမ်းမှာရှိပါတယ်ဗျာနော်ဝင်ကလည်းမပေးရတယ်လို့ကားရနာတဲ့နေရာတွေဆိုရင်လည်းအများကြီးရှိပါတယ်အကျယ်ရှိပါတယ်ဗျာနော်လာလေချင်တဲ့မိတ်ဆွေတို့လည်းလာလေကြပါလို့ဖိတ်ခေါ်ချင်ပါတယ်ဗျာနော်ကျွန်တော်တို့ဒီလိုမျိုးနေရာဒီလာမယ်ဆိုရင်ပေါ့ဗျာလွတ်လွတ်လပ်လပ်နဲ့ဓာတ်ပုံလေးပါလေးရိုက်လို့ရပါတယ်လူတွေတော်တော်ရှင်းတာပေါ့နော်စောင်းတွင်းဆိုရင်တော့လူတော်တော်များတယ်ဗျဒီရေတကွန်ကမီတာစုနဲ့လာလေတာပဲဖြစ်ဖြစ်ချစ်တူကြီးစားနဲ့လာလေတာပဲဖြစ်ဖြစ်ပေါ့နော်အပြော်တဘောနဲ့တက်ပုံလာရိုက်တာပဲဖြစ်ဖြစ်ဒီနေရာဟာတော်တော်လေးကိုလှတဲ့ရေတကွန်လည်းဖြစ်ပါတယ်ဗျနော်လာလေကြပါလို့ဖိတ်ခေါ်ချင်ပါတယ်ဗျဒီရေတကွန်ရဲ့နာမည်ကတော့အချစ်ရထားတဲ့ရေတကွန်ဆိုလားချီရထန်းရေတကွန်ဆိုလားမသိတော့ပါဘူးမိတ်ဆွေတို့ရေနော်ကျွန်တော်လည်းတိတ်မခေါ်တတ်ဘူးဗျရေတကွန်ရဲ့နာမည်ကလည်းနည်းနည်းထူးဆန်းတယ်လို့ပဲဗျတော်တော်လေးကိုတာရတယ်ဗျရေတကွန်ကြည့်ရှိတဲ့နေရာတော့လေ